လူသားတွေရဲ့ဆက်ဆံရေးမှာမတိစိတ်ကနေပြောပြနေတဲ့စကားလုံးတွေအမြင်ရှိနေပါတယ်။အဲ့ဒါကတော့လူအများစုတတိမထားမိတဲ့အသေးစားမျက်နှာအမှုအရာတွေ micro expressions ခန္ဓာကိုယ်ဘာသာစကား body language အတန်နီအတန်ထားနဲ့အဖြူအမူတို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တင့်အုံနောက်ကတော့ဒါတွေကိုအလိုအလျောက်သိရှိနားလည်နေပြီးသားပါ။စိတ်ပညာမှာတော့ဒီလိုဖုံးကွယ်နေတဲ့အချက်ပြမှုတွေကိုနားလည်အောင်ဖော်ထုတ်ထားပြီးသားရှိပါတယ်။ဒါတွေကိုဘယ်လိုကြည့်ရမလဲဆိုတာသိသွားတဲ့အခါလူတစ်ယောက်ရဲ့စိတ်ကိုဖတ်ရတာဟာတကူးရှင်တစ်ယောက်လိုဖြစ်မနေတော့ပဲ။သင်မလိကျင့်ရသေးတဲ့နီးစနစ်တစ်ခုလိုဖြစ်လာပါလိမ့်မယ်။လူတွေတကယ်ပြောချင်နေတာကိုနားလည်စီဖို့စိတ်ပညာဆိုင်ရာအခြေခံမှု10ချက်ကိုတင်ပြပေးလိုက်ပါမယ်။စကားလုံးနဲ့ခန္ဓာကိုယ်အမှုအရာကြားကကွာဟချက်ကိုကြည့်ပါ။စိတ်ပညာရှင်တွေကဒါကို leakage ယိုစိတ်မှုလို့ခေါ်ပါတယ်။လူတစ်ယောက်ဟာသူ့ရဲ့စကားလုံးတွေကိုတတိထားပြီးရွေးချယ်နိုင်ပြီမဲ့စိတ်ခံစားချက်အစစ်အမှန်ကခန္ဓာကိုယ်ကတဆင့်သူဘာလုပ်ချင်နေလဲဆိုတာပြနေတတ်ပါတယ်။ဥပမာဘာမှမဖြစ်ပါဘူးလို့ပြောနေပြီမဲ့လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားတာမေးကြောရီတင်းနေတာမျိုးဟာစကားလုံးတွေကဖုံးကွယ်ထားတဲ့အမှန်တရားကိုခန္ဓာကိုယ်ကဖော်ပြနေတာပါ။နှစ်ထက်ခါတလဲလေပြောနေတဲ့အရာကိုအာယုံစိုက်ပါလူတစ်ယောက်ဟာတခုခုကိုအကြောင်းမရှိပဲခဏခဏပြန်ပြောနေတတ်ရင်အဲ့ဒါဟာသူ့စိတ်ထဲမှာစိုးမိုးနေတဲ့အရာပဲဖြစ်ပါတယ်။ဒါဟာအကြောင်းအရာတတ်မဟုတ်ပါဘူး။သူတို့ရဲ့မဖြေရှင်းရသေးတဲ့စိုးရိမ်ပူပါမှုကြောက်ရွံ့မှုဒါမှမဟုတ်သူတို့တန်ဖိုးအထားဆုံးအရာတွေကိုပဒင်းပေါက်တစ်ခုလိုမြင်တွေ့နေတာပါ။သုံးသူတို့အပေါ်အကျိုးမပြုနိုင်သူတွေကိုဘယ်လိုဆက်ဆံတယ်လဲကြည့်ပါ။ဒါဟာလူတစ်ယောက်ရဲ့စိတ်ရိုက်ကိုအရှင်းလင်းဆုံးသိနိုင်တဲ့နီးလန်းပါ။ဇပွဲထူအဲ့ကျိုဒါမှမဟုတ်လမ်းမသိလို့မေးတဲ့သူတစ်ယောက်အပေါ်ဆက်ဆံပုံဟာသူတို့အထင်ကြီးခံကျင်တဲ့သူကိုဆက်ဆံပုံထက်ပိုပြီးအမှန်တရားနဲ့နီးစပ်ပါတယ်။ဒါဟာသူတစ်ပါးအပေါ်စာနာနားလည်မှု empathy ရှိမရှိကိုပြတဲ့အဓိကပြရုပ်ပါပဲ။လေးသူတို့ခြံလှက်ထားတဲ့စကားတွေကိုနားထောင်ပါ။ကျွန်တော်တို့စကားပြောတဲ့အခါတခုခုကိုအသေးစိတ်ရှင်းပြနေရင်ထဲမှာအချက်အလက်တစ်ခုဒါမှမဟုတ်လူတစ်ယောက်အကြောင်းရောက်ခါနီးမှာစကားလမ်းကြောင်းလွှဲလိုက်တာမျိုးဒါမှမဟုတ်အဲ့ဒီအပိုင်းကိုပဲမပြောဘဲခြံထားသွားမျိုးကိုဆိုလိုတာပါဥပမာလူတစ်ယောက်ကသူ့ရဲ့အလုတ်ထွက်ခဲ့ရတဲ့အကြောင်းကိုအားတတရောပြောပြနေပေမဲ့သူ့ရဲ့အထက်လူကြီးအကြောင်းမေးလိုက်ရင်စကားမရီမရဖြစ်သွားတာမျိုးပါအဲ့ဒီနှုတ်ဆက်သွားတဲ့အခိုက်အတန့်ကပဲအဲ့ဒီလူကြီးနဲ့ပြဿနာရှိခဲ့တယ်ဆိုတဲ့အမှန်တရားကိုဖော်ပြနေတာဖြစ်ပါတယ်ငါသူတစ်ပါးရဲ့တည်င်းကောင်းအပေါ်တုံ့ပြန်ပုံကိုကြည့်ပါသူတစ်ပါးကောင်းတည်င်းအပေါ်လူတစ်ယောက်ရဲ့တုံ့ပြန်မှုဟာသူတို့ကိုသူတို့ဘလောက်အထိယုံကြည်မှုရှိတယ်လဲဆိုတာကိုဖော်ပြပါတယ်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိသူတွေဟာသူတစ်ပါးအောင်မြင်မှုကိုစိတ်ရင်းနဲ့ဂုဏ်ပြုနိုင်ကြပြီမလုံခြုံသလိုခံစားရသူတွေကတော့အဲ့ဒီအောင်မြင်မှုကိုသေးသိမ်အောင်လုပ်တာဒါမှမဟုတ်ပြိုင်ဆိုင်တာမျိုးတွေလုပ်တတ်ကြပါတယ်6နေရခက်နေတဲ့အချိန်မှာအမူအရာအပြောင်းလဲကိုသတိထားပါလူတိုင်းမှာပုံမှန်ရှိနေကြပင်ကိုအမူအရာ baseline ရှိပါတယ်PR အောက်ရောက်တဲ့အခါအဲ့ဒီပုံမှန်အခြေအနေကနေတွဲဖီသွားတာဟာစိတ်လှုပ်ရှားမှုအစစ်အမှန်ပေါ်လာတာပါဥပမာစကားပြောမြန်လာတာလေဘင်းဒါမှမဟုတ်မျက်နှာကိုကင်တာမျိုးတွေဟာသူတို့တစ်ခုခုကိုအစင်မပြေဖြစ်နေပြီဆိုတဲ့အချက်ပြမှုတွေပါခုနှစ်ဘယ်လိုအရာမျိုးကိုရေမောဒလဲဆိုတာကြည့်ပါဟာတာဟာလူတစ်ယောက်ရဲ့တန်ဖိုးထားမှုနဲ့လောကအမြင်ကိုထင်ဟပ်စေပါတယ်သူတစ်ပါးကိုနှိမ့်တဲ့ဟာတာလားဒါမှမဟုတ်လူအချင်းချင်းနီးစပ်စေတဲ့ဟာတာလားဆိုတာကိုကြည့်ပြီးသူတို့ရဲ့စိတ်နေစိတ်ထားကိုခံမှန်းနိုင်ပါတယ်ရှစ်မှားသွားတဲ့အခါဘယ်လိုတုံ့ပြန်တယ်လဲဒါဟာလူတစ်ယောက်ရဲ့အတ္တနဲ့စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကိုသိနိုင်တဲ့အကောင်းဆုံးအချိန်ပါတချို့ကအမှားကိုလက်ခံပြီးရှေ့ဆက်ကြပြီမဲ့တချို့ကတော့စင်ချီပြီးတာအပြစ်တင်တာဒါမှမဟုတ်အယမ်းကရောတောင်းပန်တာမျိုးတွေလုပ်တတ်ပါတယ်ကိုအချိန်နဲ့သူတို့ရဲ့ဆက်ဆံရေးအတိတ်အကြောင်းကိုပဲခဏခဏပြောနေသူဟာအတိတ်မှာပိတ်မိနေတတ်ပြီးအနာဂတ်ကိုပဲအစွဲအလန့်ကြီးနေသူဟာပြစ်စုံပံမှာနေရတာကိုအစင်မပြေဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်ဒါဟာသူတို့ရဲ့ဆုံးဖြတ်ချက်ချပုံနဲ့ဦးစားပေးမှုတွေကိုပုံဖော်ပေးပါတယ်ဆယ်အချင်းကြီးကြောင့်ဖြစ်တဲ့ဇယိုက်နဲ့မူလဇယိုက်ကိုခွဲခြားခြင်းလူတစ်ယောက်ဟာတခါတလေမှမရည်ရွယ်ပဲအမှားလုပ်မိတာမျိုးရှိနိုင်ပါတယ်
ဥပမာစိတ်တဘောသားအယံကောင်းတဲ့သူတစ်ယောက်ကအိမ်မှာပြဿနာတက်လာလို့စိတ်တူနေတဲ့အချိန်တင်နဲ့တွေ့ရင်တင့်ကိုရိုင်းဆိုင်ဆက်ဆံမိနိုင်ပါတယ်အဲ့ဒီတစ်ချိန်တစ်ခါကိုပဲကြည့်ရင်အဲ့ဒီလူဟာလူရိုင်းလို့တင်တတ်မှတ်မိပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ပုံစံပတ်တန်ကိုကြည့်ရင်တော့သူဟာများသောအားဖြင့်ယဉ်ကျေးသူဖြစ်ပြီးအဲ့ဒီနေ့ကမှအခြေအနေတစ်ခုကြောင့်ဖောက်ထွက်သွားတာအောက်လာရဖြစ်တယ်ဆိုတာသိနိုင်ပါတယ်ဒါဟာအရေးကြီးဆုံးစိတ်ပညာမှုပဲဖြစ်ပါတယ်7ခန္ဓာကိုယ်ရဲ့ဥတီယာကိုကြည့်ပါ The feet don't lie ခန္ဓာကိုယ်အစိတ်ပိုင်းတွေထဲမှာခြေထောက်ဟာမလိမ်ညာဆုံးအစိတ်ပိုင်းဖြစ်ပါတယ်လူတစ်ယောက်ကတင့်ကိုပြုံးပြပြီးစကားပြောနေပေမဲ့သူ့ရဲ့ခြေဖြားတွေကတကားဘက်ကိုလှည့်နေတယ်ဒါမှမဟုတ်တင့်စီကနေဝေးရာကိုလှည့်နေတယ်သူ့စိတ်ကဒီစကားဝိုင်းကနေထွက်သွားခြင်းနေပြီဆိုတာကိုပြနေတာပါအုံနောက်ဟာမျက်နှာအမူအရာကိုထိန်းချုပ်ဖို့ကြိုးစားနိုင်ပေမဲ့ခြေထောက်ကိုတော့တတိလက်လွတ်ဖြစ်နေတတ်ပါတယ်7တုံ့ပြန်မှုနှိကြခြင်းမိကုန်းတစ်ခုမေးလိုက်တဲ့အခါတာမန်ထက်ပူမြင်တုံ့ပြန်တာဒါမှမဟုတ်ပူပြီးကြံ့ကြာနေတာမျိုးကိုတတိထားပါတစုံတစ်ယောက်ကမိကုန်းမဆုံးခင်မှာပဲအလျင်အမြန်ညင်းဆိုတာဒါမှမဟုတ်ကာကွယ်ပြောဆိုတာမျိုးဟာကြိုတင်ပြင်ဆင်ထားတဲ့အဖြေတစ်ခုဖြစ်နေတတ်ပါတယ်ဒါဟာပွင့်လင်းမြင်သာမှုထက်တစ်ခုခုကိုဖုံးပြခြင်းနဲ့စိတ်ကိုဖော်ပြနေတာပါ73တင်လှုပ်တလို့လိုက်လှုပ်ခြင်း mirroring လူတစ်ယောက်ကတင်းရဲ့ထိုင်ပုံစကားပြောပုံဒါမှမဟုတ်လက်အမူအရာတွေကိုတတိမထားမိပဲလိုက်လှုပ်နေတယ်ဆိုရင်အဲ့ဒါဟာအလွန်ကောင်းတဲ့လက္ခဏာပါဒါကိုစိတ်ပညာမှာ mirroring လို့ခေါ်ပါတယ်အဲ့ဒီလူဟာတင့်အပေါ်ယုံကြည်မှုရှိနေပြီးတင့်နဲ့စိတ်ချင်းနီးစပ်ဖို့ကြိုးစားနေတယ် rapport building ဆိုတာကိုပြသတာပဲဖြစ်ပါတယ်အနှစ်ချုပ်ရရင်လူတွေရဲ့စိတ်ကိုဖတ်ရတာဟာခက်ခဲတဲ့အရာမဟုတ်ပါဘူးဒေတာတွေကိုအချိန်ယူပြီးတိတ်တဆိတ်စုဆောင်းရတဲ့အမှုပညာတစ်ခုပါအခြားသူတွေကိုနားလည်ဖို့ကြိုးစားခြင်းကနေတဆင့်ကိုလည်းပြန်လေနားလေလာစေပါတယ်လူတွေဟာသူတို့ရဲ့စကားလုံးတွေမှာအယောင်ချေနိုင်ပေမဲ့သူတို့ရဲ့မသိစိတ်ကတော့အမှန်တရားကိုအမြဲတမ်းအရေးအယောင်ပြနေတတ်ပါတယ်လူတွေရဲ့အပြုအမူတွေဟာတိုက်ဆိုင်မှုဆိုတာခဲရင်ပါတယ်တင်တာဘာကိုကြည့်ရမလဲဆိုတာသိသွားရင်လူတွေဟာသူတို့ဘသူလေးဆိုတာကိုအမြဲတမ်းထုတ်ဖော်ပြောပြနေကြတယ်ဆိုတာတင်တတိထားမိလာပါလိမ့်မယ်အဲ့ဒါကိုတင်ကနားထောင်တတ်ဖို့ပဲလိုအပ်တာပါကျေးဇူးတင်ပါတယ်